ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့2026ခုနှစ်မေလ30ရက်စနေနေ့ညနေ4:00နာရီရန်ကုန် United Sport Complex မှာကျွန်တော်တို့ရဲ့ Football for Health FFH အသင်းဟာ45ပွဲမြောက်ပွဲစဉ်တစ်ခုကိုရှင်ပြိုင်ကစားမှာဖြစ်ပြီးပြိုင်ဘက်အသင်းအနေနဲ့ကတော့ The Win United FC အသင်းနဲ့ရှင်ပြိုင်ကစားမှာပဲဖြစ်ပါတယ်ဒီကနေ့ပွဲစဉ်ဟာFFH အသင်းအတွက်တော့45ပွဲမြောက်ပွဲစဉ်တစ်ခုဖြစ်ပြီး The Win United နဲ့ရှင်ပြိုင်ကစားမဲ့ပထမဆုံးခြေစမ်းပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ် FFH အသင်းအနေနဲ့ဒီကနေ့ပွဲစဉ်မတိုင်ခင်မှာပွဲစဉ်ပေါင်း44ပွဲတိတိရှင်ပြိုင်ကစားခဲ့ပြီးပွဲ20တိတိကိုနိုင်ကစားထားနိုင်ခဲ့ပါတယ်ဒါအပြင် FFH အသင်းဟာနောက်ဆုံးကစားခဲ့တဲ့10ပွဲမှာရှုံးပွဲလုံးဝမရှိသေးပဲ6ပွဲနိုင်2ပွဲတည်ဆိုတဲ့ရလဒ်ကိုလည်းရရှိထားတာဖြစ်ပါတယ် FFH တင်းနေနဲ့ဒီကနေ့ရှင်ပြိုင်ကစားမယ့်ပြိုင်ဘက်အသင်း The Win United FC အသင်းဟာပထမဆုံးရှင်ပြိုင်ကစားမယ့်အသင်းဖြစ်တဲ့အတွက်ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာကိုတော့စိတ်ဝင်စားစောင့်ကြည့်ဖို့တော့လိုအပ်နေတဲ့ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်ကြာခင်ချိန်တွင်းမှာပထမပိုင်းမိနစ်30ကိုစတင်မှာဖြစ်ပြီး FFH တင်းနေနဲ့သူတို့ရဲ့ထုံးစံတိုင်း4-5-1ကစားကွက်နဲ့ပွဲထွက်လာမှာဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ကတော့ဒီကနေ့ FFH တင်းမှာအယ်ဂျီးရီးယားနိုင်ငံသားအလီကအထူးဧည့်သည်အနေနဲ့ပါဝင်ကစားမှာကိုလည်းတွေ့ရှိရတယ်ခင်ဗျာ။စာပေဘုံကို FFH တင်းကစာပေးရတာဖြစ်ပါတယ်။ဟောစဉ်လက်ဆောင်ခတ်စင်မှုညီညီစောထင်းကိုပေးထားတယ်။ညီညီစောထင်းဝင်းလေချစ်ကိုထုပ်ကိုပေးထားတယ်။ညီညီစောထင်းပြန်ရတယ်။ဘယ်တောင်မှအောင်ရှိုင်းကိုပေးတယ်။အောင်ရှိုင်းဝင်းလေကိုပေးထားတယ်။အာကာဖြူခေါင်းတိုက်ရမှာ The Win FC တင်းကကျွန်တော်မြောက်ခဲ့တဲ့အတွက်ပြစ်ဒဏ်မို့အာကာဖြူညတောင်မှခုတ်တင်ပေးထားတယ်။ The Win FC တင်းထပ်ထုတ်ထားရင်ဝင်လဲစဝိုင်းအောင်ကြားနေတော့စဉ်ကောင်းတိုက်ပြီးနောက်ဆုံးခံစင်မှုအလီကိုပြီးထားတယ်အကာဖြိုးကွင်းလဲမှာဘောလုံးရတယ်ညောက်ကြားတွေကထွက်တယ်The Win United အသင်းဘောလုံးပြန်ရပါတယ်ဒီဒမို FFH တင်းကကန်ဝင်ရရှိတယ်ခင်ဗျာ FFH တင်းရဲ့ကွင်းလဲတိုက်စစ်ကစားမှာအကာဖြိုးနေငယ်တဲ့ကွင်းလဲတိုက်စစ်ကစားမှာချစ်ကိုထုပ်The Win United အသင်းရဲ့ခံစင်မှုဖြတ်ထုတ်ရမှာအနေငယ်ထိခိုက်သွားတယ်လို့တွေ့မြင်ရတယ်ခင်ဗျာချစ်ကိုထုံးနေတဲ့တော်လီတန်ရာပြင်းထန်တယ်လို့ယူဆရတယ်ခင်ဗျာဝယ်စာပြီး10မိနစ်အတွင်းမှာပဲချစ်ကိုထုံးနေတဲ့ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတာဖြစ်ပါတယ်။ FFH တင်းရဲ့အဓိကကွင်းလက်တိုက်စစ်ကစားသမားတူဖြစ်တဲ့ချစ်ကိုထုတ်ကတော့ဒဏ်ရာကြောင့်လူစားလဲလိုက်ရပြီခင်ဗျာ။သူရကိုသင်ကောင်းဆောင်တော်စင်ကိုပေးထားတယ်တော်စင်ဝင်လေအာကာဖြူပေးတယ်အာကာဖြူရှူပေးထားတယ်ကိုဆိုးလင်းရထားတယ်ကိုတန်းစင်ကိုပေးတယ်ကိုတန်းစင်ညာဆုံးကလိုက်တက်လာတဲ့အောင်မင်းပိုင်ကိုပေးတယ်အောင်မင်းပိုင်ရှူပေးရမှာ The Win United တင်ဖြတ်ထုတ်ထားတယ် The Win United ရဲ့ဝင်လေကစားသမားဘယ်တောင်မှဘောလုံးပေးထားတယ် The Win United ရဲ့ညတောင်မှကစားသမားဘယ်တောင်မှဝင်ချိန်ပေးထားတယ်
The Win United တင်းရဲ့ဘယ်တောင်မှတိုက်စစ်ကစားသမားဟို area တွေကိုမာတင်ပေးထားတယ်တော်စင်ခေါင်းတက်ဖြတ်ထုတ်ထားတယ် FFH တင်းရဲ့တောင်မှတိုက်စစ်ကစားသမားအောက်ဆိုင်နောက်တိဆင်းလာပြီးတော့ဘောလုံးပြန်ဆယ်ထားတယ်ခင်ဗျာတော်စင်ဝင်လက်ကစားသမားအောင်မင်းပိုင်ကိုဘောလုံးပေးထားတယ်အောင်မင်းပိုင်ဝင်လက်ကိုဘောလုံးပေးရမှာအောင်မင်းပိုင်ပဲပြန်ရထားတယ်အောင်မင်းပိုင်ကိုတန်းစင်ဘောလုံးရထားတယ်အောင်မင်းပိုင်ညတောင်မနဲ့ဘောလုံးပြန်ရထားတယ်အောင်မင်းပိုင်ပဲချင်းနေကြည့်တယ်ကိုရန်ဒန်ရှေ့မျောပြီးထားတယ်အောင်မင်းပိုင်ညတောင်မနဲ့ကို area တွေကိုကုတ်တင်ပေးထားတယ်ဘောလုံးကအရှိန်နေငယ်များသွားပြီဘိုးလုံးမThe Win United တင်းကဘောလုံးမကန်ခွင့်ရရှိတယ်ခင်ဗျာ The Win United တင်းဘောလုံးမကန်တင်ပေးတိုင်းကိုတန်းစင်ဘယ်လေးနဲ့ထိန်းပြီးပြန်ချပေးတိုင်းစစ်တလီအောင်မင်းပိုင်ညာဆောင်ကနေပြီးတော့စစ်တလီကိုပေးထားတယ်စစ်တလီပဲ The Win United တင်းဂျာဖြတ်ဟန်တာပြီးပြန်ရယူသွားတယ်ခင်ဗျာ The Win United တင်းဘယ်ဆုံးခံစစ်ကစားသမားဘောလုံးရထားတယ် The Win United တင်းခံစစ်ကစားသမားရှေ့မျောထိုးပေးထားတယ်စစ်တလီအောင်မင်းပိုင်ကိုပေးတယ်အောင်မင်းပိုင်ဝင်လေကိုမျောပေးထားတယ်ကိုရန်ဒန်မျှတယ်ကိုရန်ဒန်ဘယ်တောင်မှခုတ်တင်ပေးထားတယ်ဘောလုံးအနေငယ်ရှိန်များသွားတဲ့အတွက်လက်ပြဘော The Win United တင်းအမြောက်ခွင့်ရရှိတယ်ခင်ဗျာလက်ပြဘော The Win United တင်းမြောက်ပေးတိုင်း The Win United တင်းမဲ့ညတောင်မှနဲ့ဘောလုံးဆွဲယူလာတယ်ဘိုးရှိကိုမာတင်ပေးထားတယ် The Win United တင်းရဲ့တိုက်စစ်မှုငယ်လူချွန်နေခဲ့တယ်ခင်ဗျာ FFH တင်းလူချွန်မောအင်္ဂါတော်တော်စင်ချက်ချင်းပဲ TV ကွင်းလေးကိုပေးထားတယ်အောင်မင်းပိုင်ရှေ့ကိုမျောပေးထားတယ်ကိုရန်ဒန်အောင်မင်းပိုင်ပြန်ပေးထားတယ်အောင်မင်းပိုင်ဘောလုံးနောက်ကိုပြန်ချပေးထားတယ်ခင်ဗျာသူရကိုတော်စင်ကိုပြန်ပေးထားတယ်တော်စင်ကျော်ကိုကျော်တယ်ဘယ်တောင်မှအောင်ဆိုင်ကိုပေးတယ်အောင်ဆိုင်နောက်ကလိုက်တက်လာတဲ့ညီညီစောထင်းကိုပေးတယ်ညီညီစောထင်းအောင်မင်းပိုင်ကိုပြန်ပေးထားတယ်အောင်မင်းပိုင်ညာဆုံးခန့်စင်မှုစစ်တလီကိုပြန်ပေးထားတယ်စစ်တလီဟိုခန့်စင်ကစားသမားဝင်းထောအောင်တော်စင်ကိုပေးတယ်တော်စင်ရှင်းနေကြည့်တယ်ရှေ့ဆွတ်တက်လာတယ်ဘယ်ဆုံးခန့်စင်မှုညီညီစောထင်းကိုပေးထားတယ်ညီညီစောထင်းဝင်လေအောင်မင်းပိုင်ကိုပေးတယ်အောင်မင်းပိုင်ဝင်းထောအောင်ပြန်ချပေးထားတယ်ဝင်းထောအောင်ညာဆုံးခန့်စင်မှုစစ်တလီထံကိုပေးထားတယ်ခင်ဗျာစစ်တလီပဲညတောင်မနဲ့ဆွတ်တက်လာတယ်စစ်တလီညတောင်မအောင်မင်းပိုင်ကိုပေးထားတယ်အောင်မင်းပိုင်စစ်တလီကိုမျောပေးထားတယ် The Win United တင်း area တွေကနေပြီးတော့ဖြတ်ထုတ်ထားတယ်ခင်ဗျာအာကာဖြိုးရတယ် FFH တင်းရဲ့ဝင်လက်တိုက်စစ်ကစားသမားအာကာဖြိုးဘောလုံးလိုက်ဆယ်ရမှာ The Win United အသင်းရဲ့ကန်စစ်ကစားသမားဖြတ်ထုတ်ခဲ့တဲ့အတွက်လက်ပြဘော FFH တင်းရဲ့မြောက်ခွင့်ရရှိရခင်ဗျာလက်ပြဘောမြောက်ပေးထားတယ်အာကာဖြိုးရတယ်ကြောက်ကိုကြောဖို့ကြိုးစားတယ်အာကာဖြိုးပဲ The Win United အသင်းရဲ့ကန်စစ်ကစားသမားလည်းမနာပိတ်ဆို့ဖြတ်ထုတ်ထားတယ်ခင်ဗျာThe Win United တင်းကွင်းလေးကနေပြီးတော့ဘောလုံးပြန်ဆယ်သွားပြီးရှေ့ဦးဆွတ်တက်လာရင်ဘယ်တောင်မှမျောပြီးတယ်ဒါပေမဲ့လည်း FFH တင်းရဲ့ကန်ဆယ်မှုစစ်တလီတားစီပြီးတောင်မှပြန်ချပေးထားရမှာ The Win United တင်းဘောလုံးပြန်ရသွားတယ်ခင်ဗျာ The Win United တင်းဘယ်တောင်မှတက်စစ်ကစားမှာလူချွန်နေတယ်ခင်ဗျာ FFH တင်းနေနဲ့ဒီကနေ့ပွဲစဉ်မှာကစားသမားအင်အားအတော်လေးနေတာကိုတွေ့ရပြီးဒီကစားသမားအတော်များများဒီကနေ့ပွဲစဉ်ကိုလွဲချော်နေတာကိုလည်းတွေ့ရှိရတယ်ခင်ဗျာဝင်းထော်အောင်တော်စင်ကိုပေးထားတယ်တော်စင်ဘယ်တောင်မှခုတ်တင်ပေးထားတယ်ကိုစိုးလင်းရတယ်ဘယ်တောင်မှအောင်ဆိုင်ပြေးလဲနေမျောပြီးထားတယ်အောင်ဆိုင်ဂိုး area နဲ့ဝင်လာတယ်အောင်ဆိုင်ဂိုးသမားနဲ့တယောက်ချင်းတွေ့မှကန်တယ်ဂိုးရခင်ဗျာအောင်ဆိုင်
FFH တင်းရဲ့ကွင်းလေယာနေပြီးတော့ဘယ်တောင်မှမျောပေးလိုက်တဲ့ဘောလုံးကိုကောင်းဆုံးပြေးဝင်သွားပြီးဂိုးဧရိယာထဲရောက်ဂိုးသမားနဲ့တူချင်းတွေ့မှာပိုင်ကန်သွင်းယူပြီး FFH တင်းအတွက်အဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်အောင်ရှိုင်းအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာလည်းတူတဲ့2ဂိုးထိသွင်းယူနိုင်ခဲ့တာဖြစ်ပြီးဒီကနေ့ပွဲစဉ်ရဲ့ပထမပိုင်း10မိနစ်မှာလည်းအဖွင့်ဂိုးကိုစတင်သွင်းယူပေးနိုင်ခဲ့ပါတယ်ပွဲကစားခြင်း10မိနစ်ကြာမှာတော့ FFH တင်းကThe Win United တင်းကိုတကူကိုမရှိနဲ့ဦးဆောင်ရှင်ပြိုင်စားထားတာဖြစ်ပါတယ်The Win United တင်းစာပေးဖို့ပြီးထားတယ်The Win United တင်းမယ်ခွဲလဲမှာချင်းနေကြည့်တယ်The Win United တင်းခွဲလဲမျောပြီးထားတယ်ဝင်ထောက်ဖြတ်ထုတ်ထားတယ်ညီညီစောထင်းဖြတ်ထုတ်ရမှာ The Win United တင်းရဲ့ခွဲလဲစားသမားဘောလုံးရတယ်ခွဲလဲရနေပြီးတော့အမှန်တင်ကန်မှုကြိုးစားရမှာတော်စင်ခေါင်းနဲ့ဖြတ်ထုတ်ထားတယ်အာကာဖြိုးနားနဲ့ဖြတ်ထုတ်တယ် The Win United တင်းရလဲဂိုးဧရိယာတွေဘောလုံးပြန်ပေးထားတယ်ညတောင်မနေပြီးတော့ဂိုးဧရိယာတွေမာတင်ပေးထားတယ် The Win United တင်းရဲ့တိုက်စစ်စားသမားတွေစင်တင်ရှိမနေခဲ့တဲ့အတွက်ဘောလုံးကလက်ပြပေါ်ဖြစ်ပြီး The Win United တင်းကမြောက်ခွင့်ရရှိတယ်ခင်ဗျာ The Win United တင်းလက်ပြပေါ်မြောက်ပေးထားတယ်ပေါင်းတိုက်ပြီးပြန်ချပေးထားတယ် The Win United တင်းရဲ့ဘက်ဆုံးခံစစ်စားသမားရှေ့ထိလိုက်ပါပြီးတော့ဖြတ်တင်မှုချိုးသားတာဖြစ်ပါတယ် FFH တင်းရဲ့ခံစစ်စားသမားတွေကလည်းနေရာကြီးမှန်မှန်နဲ့ပဲဖြတ်ထုတ်ထားတယ်ခင်ဗျာဝင်းထုတ်အောင်ကွင်းလေးပေးထားတယ်ကိုရန်ဒမ်ဘောလုံးထိန်းထားတယ်ကိုရန်ဒမ်ချင်းနေကြည့်တယ်နောက်ကတော်စင်ကိုပေးထားတယ်တော်စင်ရှေ့ကန်တင်ပေးထားတယ်ဘယ်တောင်မှအောင်ရှိုင်းလိုက်နေတယ်အောင်ရှိုင်းရတယ်ကြောက်ကိုချော်ဖို့ကြိုးစားတယ်နောက်ကလိုက်လာတဲ့ကိုရန်ဒမ်ကိုပေးတယ်ကိုရန်ဒမ်ဘယ်လက်တက်စစ်သားသမားကိုစိုးလင်းကိုပေးတယ်ကိုစိုးလင်းဘီကုတ်ထိတ်ကနေမျောပေးတယ်အောင်မေးပိုင်ပြေးလန်းကိုမျောပေးရမှာ The United The Win United တင်းရဲ့ခံစစ်စားသမားကြုံသလိုပဲရှင်းထုတ်ခဲ့ရတာဖြစ်ပါတယ် FFH တင်းနဲ့ဒီကနေ့ပွဲစဉ်မှာစားသမားအဓိကစားသမားချို့လွဲချော်ခဲ့ပေမဲ့လည်း The Win United တင်းကိုတကူကိုမရှိနဲ့ပူဆောင်စားထားတာကိုလည်းတွေ့ရပါတယ် FFH တင်းညတောင်ပံစားသမားအောင်မေးပိုင်လက်ပြပေါ်မြောက်ပေးထားတယ်လက်ပြပေါ်မြောက်အောင်မှာပြစ်ဒဏ်ဖြစ်သွားခဲ့တဲ့အတွက် The Win United တင်းကလက်ပြပေါ်ပြန်မြောက်ခွင့်ရရှိတယ်ခင်ဗျာ The Win United တင်းလက်ပြပေါ်မြောက်ပေးထားတယ် The Win United ခံစစ်စားသမားရှေ့ကိုကန်တင်ပေးထားတယ်ဘောလုံးကကွင်းလေးကိုချပေးမဲ့လဲဝင်ထွက်အောင်ရှေ့ထိတက်ပြီးခေါင်းတိုက်ဖြတ်ထုတ်ထားတယ်အာကာဖြိုးရှေ့မြောက်ပေးထားတယ်အောင်ရှိုင်းကန်နေ The Win United FC တင်းရဲ့ခံစစ်စားသမားတွေကလည်းမနာနဲ့လိုက်လံဖြတ်ထုတ်တာဖြစ်ပါတယ်အောင်ရှိုင်းတယောက်ကိုပြန်ကြော်တယ်အောင်ရှိုင်းရလာတယ် The Win United တင်းရဲ့ဇာတ်မှာဖြတ်ထုတ်ရမှာအောင်ရှိုင်းနဲ့ TV လက်ပြပေါ် The Win United တင်းကမြောက်ခွင့်ရရှိတယ်ခင်ဗျာ The Win United တင်းလက်ပြပေါ်မြောက်ပေးထားတယ် The Win United တင်းရဲ့ခံစစ်စားသမားဘလုံးကန်တင်ပေးထားတယ်စစ်တလီရှေ့ထိတက်ပြီးဖြတ်ထုတ်ထားတယ်ဝင်ထွက်အောင်အာကာဖြိုးပေးတယ်အာကာဖြိုးကွယ်လေကနေဘီကုတ်ထိဆွဲပြေးသွားတယ်ကိုစိုးလင်းရဲ့ပြေးလန်းနဲ့ထည့်ပြီးတယ်ကိုစိုးလင်းနောက်ခံလူတယောက်နဲ့ရှင်းပြီးပိတ်သွင်းမှုကြိုးစားခဲ့ပေမဲ့လည်း The Win United အသင်းရဲ့ဘိုးခန်းစစ်ကစားသမားဖြတ်ထုတ်ရမှာတောင်ကံမော FFH တင်မြောက်ခွင့်ရရှိတယ်ခင်ဗျာ FFH တင်ရဲ့ပထမဆုံးတောင်ကံမောကိုတန်းစင်ကန်တင်မှာဖြစ်ပါတယ်ကိုတန်းစင်တောင်ကံမောကန်တင်ပေးရတယ်ဂိုးရရရောက်တယ် The Win United FC တင်းရဲ့ခံစစ်မှုဖြတ်ထုတ်ရမှာနောက်ထပ်တစ်ကြိမ်တောင်ကံမောထပ်မံကန်ခွင့်ရရှိတယ်နော်ကိုတန်းစင်မင်းတောင်ကံမောတောင်ကံမောကန်တင်ပေးရတယ်ဂိုးဧရိယာထဲကျတယ် United Win United တင်းရဲ့ခံစစ်ကစားသမားခေါင်းတိုက်ဖြတ်ထုတ်ထားတယ်တော်စင်ဂျာဖြတ်ဟန်တာထားတယ်ခင်ဗျာတော်စင်မဲ့တယောက်ကိုကြော်တယ်တော်စင်ဒီကုတ်ထိတ်ကနေပြီးတော့အပြင်ကံမှုကြိုးစားတယ်ဘောလုံးကထိချက်မမှန်ခဲ့တဲ့အတွက်ဘိုးသမားဖမ်းမိသွားတယ်ခင်ဗျာဘိုးသမားFFH တင်းရဲ့ဂိုးသမားသူရာကိုကိုတာယာဖမ်းယူထားတယ်ခင်ဗျာသူရာကိုကိုတော်စင်ကိုပေးရိုင်းတော်စင်ဟိုခံစစ်မှုဝင်ထွက်အောင်ညဆုံးခံစစ်စားသမားစစ်တလီ
ညတောင်မှချစ်ကိုကိုထုတ်ကိုအာကာဖြိုးပေးတယ်အာကာဖြိုးတယောက်ကိုကြော်တယ်ထဲဆွဲဝင်မချိုးသားတယ်အာကာဖြိုးပဲအာကာဖြိုးဘောလုံးယူထားတယ်ခင်ဗျာဒါပေမဲ့လည်းတဝင်းယူနိုက်တက်ရဲ့အခန်းစစ်ကစားသမားလည်းငယ်ချမ်းသွားခဲ့တဲ့အတွက်ပြတန်ပေါင်း FFH တင်ကကန်ခွင့်ရရှိတယ်ခင်ဗျာပြတန်ပေါင်းစစ်တလီကိုဧရိယာနဲ့မှာပြီးတယ်တဝင်းယူနိုက်တက်တင်ရဲ့ဂိုးသမားထွက်ဖမ်းထားတယ်ခင်ဗျာဘိုးလုံးမကန်တင်ပေးထားတယ်တဝင်းယူနိုက်တက်တင်ရဲ့ညတောင်ပန်ကစားသမားရှေ့ကန်တင်ပေးထားတယ်စစ်တလီခေါင်းတိုက်ဖြတ်ထုတ်ထားတယ်တဝင်းယူနိုက်တက်တင်ရဲ့တောင်ပန်ကစားသမားဘယ်တောင်ပန်ကနေပြီးတော့ဂိုးဧရိယာနဲ့ဖြတ်တင်ပေးထားတယ်တော်စင်ဖြတ်ထုတ်ထားတာဖြစ်ပါတယ်တဝင်းယူနိုက်တက်တင်ကလက်ပြပေါ်မြောက်ခွင့်ရရှိတယ်ခင်ဗျာတဝင်းယူနိုက်တက်တင်လက်ပြပေါ်မြောက်ပေးထားတယ်ဝင်းယူနိုက်တက်တင်ရဲ့ဝင်လက်စားသမားဘယ်တောင်ပန်ကိုပြန်ပေးထားတယ်ဝင်းယူနိုက်တက်တင်ရဲ့လူချုံမော FFH တင်ကကန်ခွင့်ရရှိတယ်ခင်ဗျာပွဲကစားချိန်15မိနစ်တိရှိလာတဲ့အချိန်မှာတော့ FFH တင်ကတကူကုန်းရှိဆိုတဲ့ရလက်နဲ့ဦးဆောင်ရှင်ပြိုင်ကစားထားတာဖြစ်ပါတယ်လူချုံမောဘယ်မှာတူရာကိုပေးရတယ်အောင်မြင့်မြတ်ရတယ်အောင်မြင့်မြတ်တယောက်ကိုလိန်နေညတောင်မှဖုံထန်နိုင်ကိုပေးတယ်ဖုံထန်နိုင်ကိုစမစ်ကိုပေးရတယ်ကိုစမစ်နောက်ကကိုတန်းစင်ကိုပေးရတယ်ကိုတန်းစင်ဘယ်တောင်မှအောင်ရှိုင်းကိုပေးတယ်အောင်ရှိုင်းတယောက်ကိုကြော်တယ်ဒါပေမဲ့လေဝင်းယူနိုက်တက်တင်းရဲ့အခန်းစစ်ကစားသမားဘောလုံးပြန်ရသွားတယ်ခင်ဗျာဝင်းယူနိုက်တက်တင်းပဲရှေ့ကန်တင်ပေးတယ်ဝင်းယူနိုက်တက်တင်းရဲ့တိုက်စစ်ကစားသမားကွင်းလဲကိုခေါင်းတိုက်ပြီးပြန်ချပေးရတယ်ဝင်းယူနိုက်တက်တင်းရဲ့ကွင်းလဲကစားသမားညတောင်မှနေကြော်ဖို့စူးစမ်းတာဖြစ်ပါတယ်ရဲမန်ပိတ်ဆို့ထားတယ်အောင်မင်းပိုင်းပြန်ရတယ်အောင်ရှိုင်းနောက်ကရဲမန်ကိုပြန်ပေးရတယ်ရဲမန်အောင်မင်းပိုင်းနဲ့တွဲကစားထားတယ်ခင်ဗျာအောင်မင်းပိုင်းဝင်ရလိုက်လာတဲ့အာကာဖြိုးပေးတဲ့အာကာဖြိုးညာဆောင်ခန်းစင်မှုစစ်တလီကိုပေးထားတယ်။အဘိမဲလဲအာကာဖြိုးဘောလုံးထိန်ရမှာနိုင်ငံကျန်းသွားတဲ့အတွက်ပြစ်ဒဏ်ဘောတဝင်းယူနိုက်တက်အသင်းကကန်ခွင့်ရရှိတယ်ခင်ဗျာတော်စင်ဂျာပြန်ဟန်တာရီရဲမန်ဖြတ်ထုတ်ရမှာလက်ပြဘောဝင်းယူနိုက်တက်အသင်းကမြောက်ခွင့်ရရှိတယ်ခင်ဗျာဝင်းယူနိုက်တက်ဒီကိုထိတ်ကနေကန်နေဂိုးပေါင်းနဲ့လွဲချော်သွားခဲ့တယ်ခင်ဗျာ FFH တင်ဂိုးမှာတူရာကိုကိုဂိုးလုံးမောတေနိုင်တူရာကိုကိုညာဆောင်ခန်းစင်ကိုစစ်တလီကိုဘောလုံးပေးထားတယ်ခင်ဗျာစစ်တလီကွင်းလေးကကိုတန်းစင်ပေးဖို့ကြိုးစားတယ်အောင်မင်းပိုင်းရသွားတယ်အောင်မင်းပိုင်းတိုက်စစ်မှုကိုစမစ်ကိုမာတင်ပေးရမှာဝင်းယူနိုက်တက်တင်ခက်ဆက်ဇာမှာဘောလုံးပြန်ရသွားတယ်ခင်ဗျာဝင်းယူနိုက်တက်တင်ပဲရှေ့ဆွဲတက်လာတယ်အောင်မင်းပိုင်းဂျာဖြန်ဟန်တားတယ်ပြည်တယ်မော FFH တင်ကပေးထားရတယ်ခင်ဗျာဝင်းယူနိုက်တက်တင် FFH တင်ရဲ့ကွင်း3ပုံတစ်ပုံလောက်မှာပြည်တယ်မောကန်ခွင့်ရရှိထားတာဖြစ်ပါတယ်ဝင်းယူနိုက်တက်တင်ပြည်တယ်မောကိုယ်တော့တိုက်ရိုက်ကန်ဖို့ကြိုးစားတာဖြစ်ပြီးသူရကိုကိုခြေထောက်နဲ့အုပ်ထားတယ်သူရကိုကိုဝင်လေကိုကန်တင်ပေးထားတယ်ကိုစမစ်တယောက်ကိုကြော်ဖို့ကြိုးစားတယ်ကိုစမစ်ပဲဝင်းယူနိုက်တက်တင်ရဲ့ခန်းစစ်ကစားသမားလည်းမနာနဲ့ဖြတ်ထုတ်ထားတယ်ခင်ဗျာဝင်းယူနိုက်တက်တင်ပဲဆွပြေးလာတယ်အာကာဖြိုးဂျာပြန်တားလာတယ်အာကာဖြိုးပဲရလာတယ်ရဲမန်ကွင်းလေအောင်မင်းပိုင်ကိုပေးတယ်အောင်မင်းပိုင်နောက်ကတော်စင်ကိုပေးထားတယ်တော်စင်ညာဆောင်ခန်းစစ်မှုစစ်တလီကိုပေးထားတယ်စစ်တလီလူပေးမာတယ်ခင်ဗျာစစ်တလီတယောက်ကိုကြော်ဖို့ကြိုးစားရမှာလက်ပစ်ဘော
Win United တင်လက်ပြပေါ်မြောက်ခွင့်ရရှိတယ်လက်ပြပေါ်မြောက်ပေးရတယ် Win United တင်ကွင်းလေကစားသမားတော်စင်ရလာတယ်တော်စင်ဖြတ်ထုတ်ထားတယ်ခင်ဗျာဘောလုံးကကွင်းလေဆက်ဝိုင်းနောက်ကြာပြီးတိုက်စင်မှုကိုစမစ်ရလာတယ်ပြတယ်မော FFH တင်ကန်ခွင့်ရရှိတယ်ခင်ဗျာကိုစမစ်ပြတယ်မောကိုစမစ်ပြတယ်မောကန်တင်ပေးရတယ်ဘယ်တောင်မှအောင်ဆိုင်ပြေးလန်းနဲ့ကြားတယ်အောင်ဆိုင်ဘာလို့ထိန်မချိုးသားတယ် Win United တင်အခန်းစင်မှုချက်ထုတ်ခဲ့တဲ့အတွက်လက်ပြပေါ် FFH တင်မြောက်ခွင့်ရရှိတယ်ခင်ဗျာလက်ပြပေါ်ရဲမန်မြောက်ပေးရတယ်ဖုံထက်နိုင်ရဲမန်ပဲရလာတယ်ဝေရီယာလည်းဖြတ်ထက်ဖို့ကြိုးစားရမှာ Win United တင်ပြန်ရလာတယ် Win United တင်ရဲ့ဝင်လိုက်စားမှာဘောလုံးဆွဲပြေးရမှာ FFH တင်ရဲ့ခံစင်မှုရဲမန်နဲ့နိုင်ငံထိခိုက်မိတဲ့အတွက်ပြတယ်မော Win United တင်ရဲ့ကန်ဝင်ရရှိတာဖြစ်ပါတယ်ပြတယ်မောပြီးတာရီ Win United တင်ရဲ့ကွင်းလေကစားသမားချင်းနေကြည့်တယ်ကွင်းလေမှာလူပိတ်ကစားတာတွေဘက်တောင်မောင်မှာပြီးတာတွေ Win United တင်ရဲ့ဘက်တောင်မှာတိုက်စစ်ကစားသမားဘီဂုတ်ထိတ်ကနေကန်တယ်အောင်မြင့်မြတ်ပိတ်ဆို့ထားတယ်အောင်မြင့်မြတ်ဒုတိယတစ်ချိန်ထပ်ပိတ်တယ် Win United တင်ရဲ့တောင်မှာကစားသမားတောက်လျှောက်ဂိုးပေါက်ကန်သွင်းဖို့ကြိုးစားခဲ့တာဖြစ်ပြီး FFH တင်ရဲ့အခက်ဆင်မှုတွေအဆင့်ဆင့်ပိတ်ဆို့ထားခဲ့တဲ့အတွက်ကန်ဖို့အခြေအနေခွင့်မတာခဲ့ရမှာဂိုးလုံးပေါင်း FFH တင်ကကန်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်ပထမပိုင်းပွဲကစားချိန်မိနစ်20ကျော်လာတဲ့အချိန်မှာတော့ FFH တင်ကဒဂိုဂုံရှိဆိုရရလက်နဲ့ Win United FC တင်ကိုဦးဆောင်ကစားထားတာဖြစ်ပါတယ်ဂိုးလုံးပေါင်းတော်စင်လက်ဆောင်ခတ်ဆမှုရဲမန်ကိုပေးတယ်ရဲမန်ဘယ်တောင်မှတိုက်စစ်သားမှအောင်ဆိုင်ပေးတယ်အောင်ဆိုင်တယောက်ကိုကြော်တယ်လက်ပြပေါ် FFH တင်မြောက်ခွင့်ရရှိထားတာဖြစ်ပါတယ်အောင်ဆိုင်မြောက်ပေးတာတွေ Win United တင်ပြန်ရသွားတယ်ခင်ဗျာဒါပေမဲ့လည်းဘောလုံးကတော်စင်ပြန်ရလာတယ်ရဲမန်ကိုပေးတယ်ရဲမန်အောင်မြင့်မြတ်ကိုပေးတာအောင်မြင့်မြတ်ရှေ့ကန်တင်ပေးတာတွေ Win United တင်အကွင်းလေကစားသမားဘောလုံးထိန်ဖို့ကြိုးစားရမှာတိုက်စမှုကိုတန်ကိုစမစ်ပြတယ်မော FFH တင်ကန်ခွင့်ရရှိထားတာဖြစ်ပါတယ်ပြတယ်မော Win United တင်ကန်ခွင့်ရရှိထားတာဖြစ်ပါတယ် Win United တင်ခန်းစင်စားမှာပြတယ်မောကန်တင်ပေးထားတဲ့အောင်မင်းပါရေပလေးနဲ့ထိန်းထားတယ် Win United တင်ဘောလုံးပြန်ရသွားတယ် Win United တင်ပဲဘက်တောင်ပေါင်မျောပေးထားတယ် Win United တင်ရဲ့တောင်ပန်စားသမားဘောလုံးထိန်းရမှာလက်ထိသွားခဲ့တဲ့အတွက်လက်ထိဘော FFH တင်ကန်ခွင့်ရရှိထားတာဖြစ်ပါတယ် FFH တင်ညာဆုံးခန်းစင်မှုစစ်တလီလက်ပြဘောလက်ထိဘောအောင်မြင့်မြတ်ကိုပေးတယ်အောင်မြင့်မြတ်ရှေ့ကန်တင်ပေးထားတယ်ဖုံထက်နိုင်ကိုတန်းစင်ကိုပြန်ပေးထားတယ်ကိုတန်းစင်ကွင်းလေကနေပြီးတော့အောင်ဆိုင်အပြေးလန်းနဲ့ပြန်မျောပေးထားတယ်အောင်ဆိုင်ကိုစမစ်ကန်တယ်ဖုံထက်နိုင် Win United တင်ရဲ့ဂိုးသမားဘောလုံးချော်ထွက်သွားတဲ့အနေအထားမှာ FFH တင်ရဲ့တိုက်စစ်ကစားသမားကိုစမစ်ကိုဘောပိတ်သွင်းမှုကြိုးစားခဲ့တာဖြစ်ပြီး Win United တင်ရဲ့ခံစင်မှုပိတ်ဆို့ခဲ့တဲ့အတွက် FFH တင်ဒီကြပါဂိုးရနိုင်မဲ့အခွင့်အရေးတစ်ခုဆုံးရှုံးသွားတယ်လို့ဆိုရမှာဖြစ်ပါတယ် Win United လက်ပြပေါ်မြောက်ပေးတာတွေ Win United တင်ရဲ့ဝင်လက်စားသမားဘောလုံးထိန်းတာတွေရှေ့ပေးတယ် Win United တင်မယ်ရှေ့ဆွဲတယ်ဘက်ဆွန်တိုက်စမှုပေးတာတွေ Win United တင်ရဲ့ဘက်တောင်မှကစားသမား Win United တင်မယ်ဘီဂုတ်ထိတ်ကနေကန်တယ် Win United တင်ရဲ့ညာတောင်မှတိုက်စစ်ကစားသမားဘီဂုတ်ထိတ်ကနေပြီးတော့ဘယ်ချင်းနဲ့အပြင်းကန်သွင်းမှုချိုးစားခဲ့တာဖြစ်ပြီးဂိုးလုံးပေါ်နဲ့ဆုံးသက်ခဲ့ရတာဖြစ်ပါတယ် FFH တင်တော်စင်ဘယ်ဆုံးခန်းစင်မှုရဲမန်ကိုပေးထားတယ်ရဲမန်ဘယ်တောင်မှတိုက်စစ်ကစားသမားအောင်ဆိုင်ကိုပေးထားတယ်အောင်ဆိုင်
တရားကိုကြော်ဖို့ကြိုးစားတယ်ဘယ်တောင်မှလည်းဘောလုံးထုတ်ပြီးဆွဲပြေးတာဖြစ်ပါတယ်ဒါပေမဲ့လည်းရှိန်နှဲငယ်များသွားတဲ့အတွက်လက်ပြဘော Win United အသင်းအမြောက်ခွင့်ရရှိတာဖြစ်ပါတယ် Win United အသင်းရဲ့ကန်ဆယ်ကစားမှာလက်ပြဘောမြောက်ပေးတာတယ် Win United အသင်းပဲရှေ့ကန်တင်ပေးတာတယ် Win United Win United အသင်းရဲ့ကန်ဆယ်ကစားမှာအောင်မင်းပိုင်းဂျားပြဟန်တားတယ်တော်စင်အောင်ပေးတယ်တော်စင်ကွင်းလေးကကိုတန်းစင်အောင်ပေးတယ်ကိုတန်းစင်ကြောက်ကိုကြော်တယ်ရှေ့ကိုမာပြီးလာတယ်အောင်ဆိုင်လှိုင်းနေတယ်အောင်ဆိုင်ဝင်လေတိုင်းကတော့လူကြုံပေါ်အဖြစ်သတ်မှတ်ခဲ့တယ်ခင်ဗျာကိုတန်းစင်အောင်ဆိုင်ရဲ့ပြေးလန်းနဲ့မျောပြီးခဲ့တာမာပြီးခဲ့တာဖြစ်ပြီးအောင်ဆိုင်ပိတ်သွင်းခဲ့တာဂိုးဝင်ခဲ့ပေမဲ့လည်းကွင်းလေတိုင်းကတော့လူကြုံပေါ်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ် Win United အသင်းလူကြုံပေါ်ကန်တင်ပေးရတယ်ရဲမန်ဖြတ်ထုတ်ရမှာလွယ်ချော်သွားတဲ့အတွက် Win United အသင်းရဲ့ညာတောင်ဘက်တက်စစ်ကစားမှာဘောလုံးရသွားတယ်ဖြစ်ပါတယ် Win United အသင်းဘီဂုတ်ထိပ်မှာဘောလုံးရယူဖို့ကြိုးစားရမှာ FFH တင်းရဲ့ကန်စစ်ကစားသမားတွေနောက်လျှောက်ပိတ်ဆို့ထားတာဖြစ်ပါတယ် Win United တင်းရဲ့ကွင်းလက်ကစားမှာ28ကကွာနေပြီးတော့အမှန်တင်ကန်သွင်းရမှာတော့ FFH တင်းရဲ့ဂိုးသမားတူရာကိုဘလို့မှကာကွယ်ခြင်းမရခဲ့ပဲဒီကိုတကူဖွင့်ပြခဲ့ရတာဖြစ်ပါတယ်ပထမပိုင်းပွဲကစားခြင်း25မိနစ်ရှိလာတဲ့အချိန်မှာတော့ FFH တင်းနဲ့ Win United တင်းတို့ဟာတစ်ဖက်တကူစီတည်ရလက်နဲ့ဆက်လက်ရှင်ပြိုင်ကစားနေတာဖြစ်ပါတယ် FFH တင်းစာပြီးပေါ်ပြရတယ်ရဲမန်ပေတောင်မအောင်ဆိုင်အောင်ပေးတယ်အောင်ဆိုင်ရှေ့မာပြီးရတယ်ကိုစမစ်တယောက်ကိုချော်တယ်ကိုစမစ်ပဲကန်တယ်ကိုစမစ်ရဲ့ကန်ချက်ကအတော်လေးလွဲချော်သွားခဲ့တာဖြစ်ပါတယ်ကိုစမစ်စနေလိုက်လာတဲ့ဖုံးထက်နိုင်အောင်ချိုးပြရမယ့်စာကိုယ်တိုင်ကန်သွင်းခဲ့တာဖြစ်ပြီးကန်ချက်ကတောင်ချင်းအနေထားမှာတော်လေးဂိုးပေါင်းနဲ့လွဲချော်သွားခဲ့တာဖြစ်ပါတယ် Win United အသင်းကွင်းလေစားမှာဘောလုံးပြန်ရလာတယ် Win United အသင်းရဲ့ညာတောင်ပံကစားမှာဘောလုံးရလာတယ် Win United အသင်းပဲခြေနေကြည့်တယ်ဝင်လေကစားသမားပေးရတယ်ဒီကုတ်ထိတ်ကနေအမှန်တင်ထက်ကန်နေသူရကိုခြေထောက်နဲ့ပဲဖြတ်ထုတ်ထားတယ်ခင်ဗျာအောင်ဆိုင်နောက်ကအောင်မင်းပိုင်ကိုပေးတယ်အောင်မင်းပိုင်ဝင်လေကိုတန်းစင်ကိုပေးရမှာ Win United တင်းရဲ့ကွင်းလေကစားသမားပြန်ရသွားတယ် Win United တင်းပဲဒီကုတ်ထိတ်မှာတယောက်ကိုလှည့်တယ်အောင်မင်းပိုင်ပြန်လူယူထားတယ်ခင်ဗျာတော်စင်ညာဆုံးကဆင်မိုစစ်တလီကိုပေးရတယ်စစ်တလီဘာလို့ထိတယ်ဖုံးထက်နိုင်ကိုပေးတယ်ဖုံးထက်နိုင်တယောက်ကိုကြော်ပြီးပြေးဖို့ကြိုးစားရမှာ Win United တင်းဖြတ်ထုတ်ထားခဲ့တဲ့အတွက်လက်ပြဘော FFH တင်းရဲ့အမြောက်ခွင့်ရရှိထားတာဖြစ်ပါတယ်လက်ပြဘောစစ်တလီရောက်ပေးထားတယ်လက်ပြဘောမြောက်မှာဖြစ်တယ်ဖြစ်သွားတဲ့အတွက် Win United အသင်းလက်ပြဘောပြန်မြောက်ခွင့်ရရှိထားတာဖြစ်ပါတယ် Win United အသင်းလက်ပြဘောမြောက်ပေးထားတဲ့စစ်တလီဖြတ်ထုတ်ထားတယ်ကိုတန်းစင် Win United အသင်းပြန်ရသွားတယ် Win United ပဲဝင်လေရနေခြေနေကြည့်တယ် Win United အသင်းအကွင်းလက်ကစားသမားတယောက်ကိုချော်တယ်စစ်တလီဖြတ်ထုတ်ထားတယ်ကိုတန်းစင်ညတောင်မဖုံးထနိုင်ပေးရတယ်ဖုံးထနိုင်နောက်ကအောင်မြမြောက်ပေးတယ်အောင်မြမြောက်ကန်တင်ပေးရတယ် Win United အသင်းရဲ့ကန်ဆယ်ကစားသမားတွေဖြတ်ထုတ်ထားခဲ့ရမှာကွင်းလေရနေပြီးတော့ပေးတယ်တော်စင်ပိတ်ဆို့ထားတယ်အောင်မင်းပိုင်ကွင်းလေရကိုတန်းစင်ကိုပေးတယ်အောင်မင်းပိုင်ပြန်ရရတယ်အောင်မင်းပိုင်ပဲရှေ့မျောပေးတယ်ဘောလုံးအရှိန်နှဲငယ်များသွားပြီ Win United အသင်းရဲ့ဂိုးသမားရှေ့ကန်တင်ပေးရတယ်စစ်တလီဖြတ်ထုတ်ထားတယ်ခင်ဗျာ Win United အသင်းလက်ပြဘောညပေးရတယ်
Win United တင်းမယ်ဝင်လေဘောလုံးပေးရတယ် Win United တင်းရဲ့ကျော်နံပါတ်21ဝင်လေကစားသမားလေးကတော့တော်လေးချေဆွမ်းပြကစားနေတာကိုလည်းတွေ့ရတာဖြစ်ပါတယ်ဘောလုံးမော FFH ကန်ဝင်ရရှိပါတယ်ဒီကကိုတော်စင်ပေးရတယ်တော်စင်ဝင်လေအာကာဖြိုးပေးတယ်အာကာဖြိုးတော်စင်ပြန်ပေးရတယ်တော်စင်ညတောင်မစစ်တလီကိုပေးတယ်စစ်တလီပဲညတောင်မတော့ရှော့ဆွဲတက်လာတယ်စစ်တလီဖုံးထနိုင်အောင်ပေးတယ်ဖုံးထနိုင်စစ်တလီကိုပြန်ပေးရတယ်စစ်တလီဂိုးဧရိယာတွေကိုဖြတ်ထည့်ပေးတယ် Win United တဲ့အခန်းစင်စားသမားဘောလုံးဦးထားတယ်ခင်ဗျာ Win United တဲ့အခန်းစင်စားသမားပဲကျွန်တော်စီရင်ခံနေစဉ်တွဲမှာပဲပထမပိုင်းမိနစ်30ပြီးဆုံးသွားခဲ့ပြီးတစ်ဖက်တကိုးစီတည်ရလက်နဲ့ FFH တင်းနဲ့ Win United တင်းတို့ဟာပထမပိုင်းမှာအဆုံးသတ်ခဲ့တာဖြစ်ပါတယ်